ကဲဒီတစ်ခါမှာတော့ဘီယာနဲ့ဝက်အချိုချက်နီးလေးတောင်းဆိုထားကြတဲ့ချစ်တငယ်ချင်းတွေအတွက်ဘီယာလေးနဲ့ချက်ပြလိုက်ပါပြီအရင်ဆုံးကြက်သွန်မိတ်အဖြူပိုင်းကိုတုံးလေးတွေလှီးဂျင်းကိုလည်းပပလေးလှီးမယ်ကြက်သွန်မြူကိုအခွန်နွားငရုတ်သီးကြောက်နက်နက်ပွင့်ကရဝေးရွက်ဝက်သားနဲ့လေးမှုှေးနေအောင်လို့ဒါတွေအကုန်လိုပါတယ်ငုံဥပါထည့်မှာဆိုတော့ ready made ငုံဥဘူးကိုသုံးထားပါတယ်မချက်ခင်မှာငုံဥတွေကိုရေးဆေးထားမယ်ဝက်သားက3လက်သားကိုအတုံးလေးတွေတုံးတာရပြီဆိုရင်စားချက်မယ်အိုးတစ်ခုတည်းကိုစီထက်စီပူလိုက်ရင်တော့တုံးထားတဲ့ဝက်သားတွေကိုအပေါ်ရန်လေးတင်းသွားအောင်လို့ကြော်ပေးလိုက်ရပြီဆိုရင်ခဏပေးထားပြီးရင်တော့ဒီအိုးထဲကိုပဲတကြားထည့်ပြီးကြော်မယ်တကြားတွေပျော်သွားပြီးအညိုရောင်တန်းလာပြီဆိုရင်ခုနကကြော်ထားတဲ့ဝက်သားတွေကိုထည့်မှွေပြီးတော့အရောင်တင်ပေးလိုက်မယ်ဝက်သားအရောင်လေးလှလာပြီဆိုရင်ခုနကပြင်ဆင်ထားတဲ့အရာတွေအကုန်ထည့်အရသာအတွက်ပဲငံပြရည်ကြာညို့အသားတွေပို့ပြီးတော့နူးဣသွားအောင်လို့ဘီယာထည့်မယ်အစင်ပြေတဲ့ဘီယာထည့်သွားပေးလို့ရပါတယ်โอเคဘီယာထည့်ပြီးသွားရင်တော့ရေလေးပါနည်းနည်းထပ်ထည့်အဖုံးအုပ်ပြီးတော့မီးအနေတော်နဲ့ဝက်သားတွေနူးတဲ့အထိချက်သွားပေးလိုက်ချက်နေတော့မှလည်းအောက်ကမကတ်သွားအောင်လို့အထက်အောက်လေးမှွေရေခမ်းသွားပြီးဝက်သားတွေနှူးသွားရင်ခုနကပြင်ဆင်ထားတဲ့ငုံဥတွေထည့်မယ်စားလေးနဲ့ထပ်ထည့်အဖုံးအုပ်ပြီးရေချောက်သွားတဲ့အထိတည်ထားပေးလိုက်ရေခမ်းသွားပြီဆိုရင်တော့အရသာအနေတော်ပဲဆိုရပါပြီအနှံလေးမှုေးပြီးတော့အယောင်လေးလှနေတဲ့ဝက်သားဟင်းလေးကအစင်သင့်ဖြစ်ပါပြီပကံတစ်ခုတည်းကိုထည့်အပေါ်အစိမ်းလေးတွေနဲ့အလှဆင်ရပါပြီဝေါအနံလေးကိုမှုေးနေရပဲချစ်တငယ်ချင်းတို့စားပါဦးအသားကနူးမနူးဆမ်းမယ်ကြည့်လိုက်ပါဦးနူးဣနေရပဲအရန်လွယ်ကူပြီးပုံမှန်ချက်နေကြဝက်သားတွေတဲ့ပို့ပြီးတော့နူးဣနေတဲ့ဘီယာနဲ့ချက်တဲ့ဝက်အချိုပေါင်းလေးကိုချစ်တငယ်ချင်းတို့လည်းလိုက်ချက်ကြည့်လိုက်ပါတော့ကဲအခုတော့စားပြီးပြီဆိုတော့ထုံးစံအတိုင်းစေးကြောရေတုပ်ဝစ်နဲ့အုပ်